မန္တလေးမြို့မှာပျောက်ဆုံးနေတဲ့ကလေး2ဦးကိုတပ်ခဲ့တဲ့စေကျော်သက်လူငယ်4ဦးကိုဖမ်းပြီးမဟုတ်တယ်ပုတ်ပြီးတော့ရေးအရေးလေးထွက်ကြကြတယ်လေဘာဖဲလို့ပြေးတာပြေးရင်လောက်လိုက်တာပြေးတာပြေးတာဒီဖြစ်တဲ့ကြီးကတော့ကြောက်စရာအလွန်ကောင်းလွန်းပါတယ်လူငယ်4ယောက်ကအသက်မပြည့်သေးတဲ့တငယ်ချင်းကလေး2ယောက်ကိုနေအိမ်ထိလာရောက်ခေါ်ဆောင်သွားခဲ့ကြပြီးရဲရဲဆက်ဆက်တပ်ပစ်ခဲ့ကြတာပါမလ2ရက်နေ့မှာတော့မန္တလေးမြို့ပြည်ကြီးတကုံမြို့နယ်တာတလင်းကျိတ်ရက်ကွက်နေဒေါ်ဆန်းဆန်းကျွေကသူ့ရဲ့နေအိမ်မှာရှိနေစဉ်မှာပဲအသက်10နှစ်အရွယ်သားဖြစ်သူပြည်စုံကျော်တယောက်သူနဲ့ကိုဝမ်းကွဲတော်ဆက်တဲ့အသက်73နှစ်အရွယ်အောင်ခန့်ဦးစီကိုတွားရောက်စော့ကစားမေလို့ပြောပြီးထွက်သွားရကနေနေအိမ်ကိုပြန်လဲရောက်ရှိလာခြင်းမရှိတာကြောင့်လိုက်ပြီးရှာဖွေခဲ့တော့လေကလေး2ယောက်ကိုတော့မတွေးခဲ့ရပါဘူးအဲ့ဒီနောက်မလ9ရက်နေ့မှာပဲသက်ဆိုင်ရာကိုလူပြောက်တိုင်ကြားခဲ့ပါတယ်ကလေး2ယောက်ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီးတော့ရဲတပ်ဖွဲ့ဝင်များကလည်းစုံစမ်းစစ်ဆေးခဲ့ရမှာတော့ပသိမ်ကြီးမြို့နယ်ညောင်ဝင်းကျေးရွာမှာနေထိုင်တဲ့ကျော်မင်းသူ16နှစ်အောင်ထွန်းဝင်းခဘူလုံး18နှစ်ဇင်မျိုးတန်ခါကျူမုံ18နှစ်နဲ့အတူဘိုးဘိုးစော18နှစ်4ဦးတို့ကပြည်စုံကျော်နဲ့အောင်ခန့်ဦးတို့2ယောက်အားလာရောက်ခေါ်ဆောင်သွားခဲ့တာကိုသိရှိရတာကြောင့်ပဲစစ်ဆေးခဲ့ရမှာပေါ်ပေါက်ခဲ့ကြောင်းသိရပါတယ်ကျူးလွန်သူလို့ယူဆရတဲ့စေကျော်သက်လူငယ်4ဦးမှာရွှေစာရန်ဖျားပွဲကိုတွားရောက်ခဲ့ကြပြီးတော့သူတို့4ယောက်နဲ့အောင်ခန့်ဦးတို့ကထေးရီတူတောက်ခဲ့ကြပြီးပြည်စုံကျော်မှာတော့မုံစားခဲ့ကြောင်းအောင်ခန့်ဦးကထေးရီတောက်ပြီးအပေါ်သွားနေစင်ပါပဲကျော်မင်းသူတို့ပါ4ဦးကအရင်ရက်ကအောင်ခန့်ဦးနဲ့စကားများခဲ့တဲ့ကိစ္စကိုမကျေနပ်ခဲ့တာကြောင့်ပညာပေးရန်တိုင်ပင်ခဲ့ကြောင်းရဲတပ်ဖွဲ့ထံမှသိရပါတယ်အဲ့ဒီနောက်အောင်ခန့်ဦးနဲ့ပြည်စုံကျော်တို့2ယောက်ကိုစင့်ကင်မြို့နယ်မီးသွေးဖုတ်ကျေးရွာအနီးမှာရှိတဲ့ YGW မိဘမေကျောင်းစင့်ကင်ရဲ့အနောက်ဘက်ကြောက်တောင်ကြီးမှာပဲအောင်ခန့်ဦးကိုကြောက်ခဲနဲ့သူတို့4ဦးတူတူထူရိုက်တက်ခဲ့ခြင်းဖြစ်တယ်လို့စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်တေဆုံးသူကလေး2ဦးရဲ့ရုပ်လောင်းကိုရှာဖွေခဲ့ရမှာတော့စင့်ကင်မြို့နယ်ရဲသိကျေးရွာနဲ့ဖလန်ပေကုန်းကျေးရွာတော်လန် YGW မိဘကျောင်းအနီးကြောက်တောင်ကြီးမှာအောင်ခန့်ဦးရဲ့အလောင်းကိုတွေ့ရှိခဲ့ရပြီးအောင်ခန့်ဦးရဲ့အလောင်းနဲ့တောင်ဘက်ပေးနေရအခန့်ကောင်မှာတော့ပြည်စုံကျော်ရဲ့အလောင်းအားထပ်မံတွေ့ရှိခဲ့ရကြောင်းသိရပါတယ်အခုခေတ်ကြီးမှာတော့ဘသူ့ကိုမှမယုံကြည်တာအကောင်းဆုံးပါပဲအတူတူတော့အတူတူလာကြတဲ့တငယ်ချင်းပဲဖြစ်ပါစေယုံကြည်လို့မရတော့ပါဘူးလူငယ်တွေလည်းပေါင်းတင်ပေါင်းနေနေရမှာတတိထားပြီးပေါင်းတင်ကြဖို့လိုအပ်ပါတယ်ကျွန်တော်တို့မြန်မာမူကင်း channel လေးကိုအားပေးနေကြတဲ့မိတ်ဆွေများအားလုံးလည်းဘေးရန်အားလုံးကနေကင်းဝေးကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နောက်တော့မြန်မာလည်းသတင်းတွေကိုတင်ဆက်ပေးဦးမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးထားကြဖို့တောင်းဆိုလိုက်ပါတယ်ကျွန်တော်တင်ဆက်ပေးနေတဲ့ဗီဒီယိုလေးကိုဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ